ဖေမရှိကျွန်တော်တွေ့တော့အမေဆိုတာဖေလဲဟုတ်တယ်အမေလဲဟုတ်တယ်ကျွန်တော်ဒီလိုမျိုးဖြစ်လာတဲ့အထိဆော့ရှော့ပေးခဲ့တဲ့မိန်းမသားတူပေါ့အဲ့တော့ဒီနေ့ကျွန်တော်မွေးနေ့မှာအဲ့မိန်းမသားတူပဲကျွန်တော်ချင်းပုံလုပ်ထားတယ်တာမွေးနေ့မှာစာရွေးအမေနေကောင်းပါစေနေကောင်းပါစေမေမေနေကောင်းပါစေအလားတူမြတ်တများနဲ့ကျွန်တော်မေထာဝရနိုင်သမျှသမုဒ္ဒရာချစ်တွေနဲ့ခရတော့ခတ်ထလာတဲ့ကြောရည်ကဘာဆုံးဖြစ်ဒီနိုင်စားမယ်နေခဲ့လူစုံမေးမတရားရဲ့အားတွေလေးတဲ့ချီတူနိုင်များတဲ့ချစ်တွေနဲ့ရှုပ်ထွေးလုံးတဲ့လောကကြီးမှာအမေကကျွန်တော်အတွက်အလေးတန်းတစ်ခုပါပဲဝေးပွားကျွန်တော်ဖြစ်ဒီအမေရဲ့ချစ်ဟာတူမရှိနှစ်ချီပေးဆက်မှုများတစ်ခေတ်ပြီးတစ်ခေတ်စီတကိုယ်ရဲ့ရှင်သန်ဖြစ်ဒီတာသမီများအတွက်တာဝန်ကိုစီလွယ်ကဖြစ်ရှင်းတဲ့ရှစ်တန်းကစစ်တီတူလို့ရက်ဒီနိုင်ခဲ့တော့အဖြတ်အရိုင်းတဲ့ကြောမှာကြိုင်လို့သမုဒ္ဒရာတစ်စုံမျက်စိအချက်တီမပိုင်ခဲ့တော့ဖေးရဲ့မြစ်တာများမလို့အောင်ဆောက်ရှောက်ပေးခဲ့အမေရဲ့သက်တီဟာလောကနက်တီအဆိုင်ခဲဖို့မိမသားတူရဲ့ကြောက်ခမန်းလီလီမြစ်တာများဘဝတပါသူပြစ်ခွတ်သွားတဲ့ယောက်ျားပေါ်ထားတဲ့သစ္စာတရားအပြစ်ရှာမရတဲ့ပုံစံတစ်ခုလို့ချစ်ချင်းမြတ်တာပြည့်စုံခြင်းကဘာမြစ်တွင်းကလုံးဝနေတာရာအစစ်သားရခဲ့တဲ့ဘဝမမေကိုမြဲတဲ့ကျေးဇူးတင်မိတခါတလေဆုံးမစကားတွေရဲ့ဝေးကိုပြေးယူစေမှုနေတဲ့ပုံစံနဲ့မိသေးကိုကိုင်လို့သူလို့ဖြစ်နေတဲ့ကျွေးတစ်ခုမေပေါ်လုံးဝကျွန်တော်တင်မိစေမသိခဲ့ကျေးဇူးတရားနဲ့အသက်တာ20ကျော်30နာနီဘဝကတစ်ဖြည်းဖြည်းလုံးထဲမကြွမစ်စစ်တဲ့ဆောင်မှုပွဲတိုင်းရှုံးတဲ့အားဖြစ်နေတာတောင်မေးရဲ့မျက်နှာပြုံးရထားဒီလောကအရှုံးရဲ့ကစားပွဲတွေတဲ့အနာတရားများချာကျွန်တော်တို့မေးသာလုံးဝထာဝရဖျားတပါဒီလောကလွှတ်ချထားတဲ့မေးကြောင်သာခြေတော်တွေရက်တည်နိုင်ခဲ့အမေသာကျွန်တော်တို့လုံးဝမြင်ဖို့တောင်းတဲ့ကြီးတဲ့တက်ရှိဆိုင်ခဲ့လာတော့မြတ်တများနဲ့ကျွန်တော်မေးထာဝရနိုင်သမျှသမုဒ္ဒရာချစ်တွေနဲ့ခရတော့ကတ်ထလာတဲ့ကြောရည်ကဘာဆုံးဖြစ်ဒီနိုင်စားမယ်နေခဲ့လူစုံမိမတရားရဲ့အားတွေလေးတဲ့ချီတူနိုင်များတဲ့ချစ်တွေနဲ့ရှုပ်ထွေးလုံးတဲ့လောကကြီးမှာအမေကကျွန်တော်အတွက်အလေးတန်းတစ်ခုပါပဲနှစ်လပိုင်း10ရက်နေ့ကျွန်တော်မွေးနေ့မှာစလို့မေမေနေကောင်းပါစေနေကောင်းပါစေ